အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကျွန်တော်ကတော့ပူပူလိုက် point ကို USDT နဲ့ငွေထုတ်တဲ့နည်းလေးပြောပြပေးတော့ပါမှာဗျာရှင်းဆုံးကျွန်တော်ရောင်းနေကြညီမလေးတယောက်စီကို point ရောင်းမယ့်အကြောင်းကျွန်တော်စာလေးလက်ပို့လိုက်ပါမယ်ဗျာပြီးတော့သူကဒီလင့်လေးပေါ့နော်ပို့ပေးရမယ့်လင့်လေးပေးမယ်ပြီးတော့ USDT နဲ့ဝယ်မယ်ဆိုတဲ့အကြောင်းလေးဒါအကြောင်းပြန်တာဖြစ်ပါတယ်ကျွန်တော်ဈေးလေးဘယ်လောက်လဲဒေါ်လာဈေးဘယ်လောက်လဲဆိုတာလေးကျွန်တော်တခါလေးမေးလိုက်ပါမယ်ဗျကျွန်တော်ပဲဈေးနေနေရောက်မှဖြစ်လို့ပို့ထားတဲ့ link လေးကိုကျွန်တော်လက်လေးနဲ့ဖိပြီးတော့ copy ယူခဲ့ပါမယ်ဗျပို့လိုက်တဲ့ကိုကျွန်တော်ပြန်လိုက်ပါမယ်ဗျlocation ကို cancel နှိပ်ပါမယ်ဗျဒီနေရာလေးကိုနှိပ်ပါမယ်ဗျဟုတ်ပြီဒီမှာကျွန်တော် point ကိုနှိပ်ပါမယ်ဗျwithdraw now ဆိုတာလေးကိုနှိပ်ပါမယ်ကျွန်တော်ဘာနဲ့ထုတ်မလဲရွေးအောင်ဒီမြားလေးကိုနှိပ်ပါမယ်ဗျမတ်တက်မှာသူအများကြီးရှိပါတယ် USDT ဆိုတဲ့ဟာလေးကိုရွေးပါမယ်ဗျဒါလေးကဒေါ်လာဈေးလမ်းပြောတာဖြစ်ပါတယ်ဗျ go to setting လေးကိုနှိပ်မယ်အသစ်စထုတ်မှာဖြစ်တဲ့အတွက် password 6လုံးကိုကျွန်တော်နှစ်ခါရိုက်ထည့်ပေးရမှာပါဗျဒါကငွေထုတ်တိုင်းရိုက်ထည့်ရမယ် password 6လုံးဖြစ်ပါတယ်ဗျ IC ကိုနှိပ်ပါမယ်ဗျUSDT ကိုထည့်ယူပါမယ်ဗျခုနပေးခဲ့တဲ့ကျွန်တော် password 6လုံးကိုရိုက်ထည့်ရပါမယ်ဗျဒီနေရာလေးကိုလက်ကလေးနဲ့ဖိပြီးတော့ကျွန်တော် Viber က copy ယူတဲ့ link လေးကိုချပေးပါမယ်ဗျဒါပြီးရင်တော့ကျွန်တော် submit ကိုနှိပ်မယ်5 second လောက်စောင့်ပြီးရင် check ကိုနှိပ်ပါမယ်ဗျဒီနေရာမှာ link ကလေးရောက်လာပါပြီဗျပုံမှန်ဆိုရင်ကျွန်တော်ငွေထုတ်တော့မယ်ဆိုရင် withdraw now ကိုဒါနှိပ်လိုက်အောင်ပါဗျဒီ link လေးကတော့ငွေထုတ်တိုင်းမှတ်ပေးတော့မှာဖြစ်ပါတယ်ဗျဒါကြောင့်မို့ကျွန်တော်တို့တခြားအသစ်တစ်ယောက်ကိုရောင်းချင်နေဆိုရင်ဒီနေရာလေးကိုနှိပ်ပေးရပါမယ်ဗျUSDT လေးကိုကျွန်တော်ထပ်ယူရပါမယ်ဒါပြီးရင်ကျွန်တော် password 6လုံးရိုက်ထည့်ပါမယ်ဗျပြီးရင်ချက်ချီကလေးကိုနှိပ်ပြီးတော့အသေးရောင်းမဲ့ link ကိုကျွန်တော်ဒီတော့ copy ယူပြီးထည့်ပေးရပါမယ်ဗျဒါတော့ကျွန်တော်တို့လူတစ်တယောက်ကိုထည့်ရောင်းတဲ့နည်းလေးကိုလုပ်ပြပေးတာဖြစ်ပါတယ်ဗျဒီနေရာမှာကျွန်တော်တို့ကဒီ link လေးတိကျသွားပြီဆိုရင်ကျွန်တော်တို့က withdraw now ဆိုတာလေးကိုနှိပ်ပြီးတော့ရောင်းပါမယ်ဗျဟုတ်ပြီဒါပြီးရင်ကျွန်တော် confirm ကိုနှိပ်ပါမယ်password 6လုံးကျွန်တော်တို့ရိုက်ထည့်ပေးပါမယ်ဗျဟုတ်ပြီဒါဆိုကျွန်တော်0ဖြစ်တော့ပါပြီဗျဒီမှာဆိုရင်သူကလောက်ဆောင်နေတဲ့အကြောင်းစာလေးတစ်စောင်အရင်ဆုံးပို့ပေးပါတယ်ဗျဒါလေးပါဗျခဏလောက်ဆောင်ပြီးရင်တော့သူကဆောင်ရွက်ပြီးသွားပြီဆိုတဲ့အကြောင်းလေးစာလေးတစ်စောင်ထပ်ပို့ပါမယ်ဗျတစ်စောင်နဲ့တစ်စောင်ကြာမှတော့နည်းနည်းလေးမိနစ်ပိုင်းလောက်တော့ကြာပါလေဗျဒါဆိုရင်ကျွန်တော်တို့ကဒုတိယစာလေးကိုဝင်ကြည့်လိုက်ပါမယ်ဗျဒုတိယစာလေးကိုကျွန်တော်တို့ဒါ screenshot ရလိုက်ပါမယ်ဗျကျွန်တော်ရိုက်ထားတဲ့ screenshot လေးကို Viber နဲ့ပို့ပေးမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော် key နံပါတ်လေးပါကျွန်တော်တို့တခါလေးပို့ပေးလိုက်ပါမယ်ဗျဒါဆိုရင်ငွေရောက်နေပါပြီကျွန်တော် key တဲ့ကိုတစ်ချက်ပြန်စစ်ကြည့်ပါမယ်ဒါဆိုရင်သူပိုက်ပါနေပြီးတော့လွှဲထားတဲ့ screenshot လေးပို့ပေးတာဖြစ်ပါတယ်ဗျ
အောက်ကပုံကတော့ကျွန်တော်တို့လွှဲလိုက်တဲ့ဒေါ်လာနဲ့သူပေါက်ဈေးနဲ့မြောက်ပေးတဲ့ပုံလေးဖြစ်ပါတယ်ဗျခုဆုံးပူပူလိုက် point ကနေပြီးတော့ USDT နဲ့ငွေထုတ်တဲ့နည်းလေးဒါပြပြပြီးတော့တာဖြစ်ပါတယ်ဗျနောက်ဗီဒီယိုလေးမှာတော့ပူပူလိုက်အကောင့်တစ်ဖောက်ပြီးတော့တစ်လဝင်ငွေအနည်းဆုံး9000ဝန်းကျင်ဘယ်လိုရလဲဆိုတာလေးကိုလောက်ပြပေးတော့မှာဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ